ရှိများတယ်ပေါ့နော် Oh my god pressure ပေးထားပြီးလက်ခုဘယ်လက်သီးတွေညာ Oh my god မြန်မာဖိုက်တာကျော်စော်ဝင်းနဲ့ထိုးမဲ့မူကန်စီတိုရဲ့စွမ်းဆောင်ရည်ဘယ်လောက်ထိရှိတယ်လဲကဲအားလုံးပဲမင်္ဂလာပါဗျ GDS Channel မှာငွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီကနေ့မှာတော့ဒီလာမယ့်ဇန်နဝါရီလ23ရက်နေ့တောက်ကြနေ့ညပိုင်း6နာရီခွဲOne Friday Fight 139ဆိုတဲ့ခေါင်းစဉ်အောက်ကနေရှင်ပြန်ထိုးတက်သွားကြရတော့မဲ့ကျော်စော်ဝင်းနဲ့ဂျပန်ဖိုက်တာမူကန်စီတိုရဲ့ပွဲစဉ်ပေါင်းနှစ်ပွဲလေးကိုဒီကနေ့မှာပိတ်သက်တွေနဲ့အတူအဆအဆုံးကြည့်ရှုတင်ဆက်ပေးတော့ဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်နှစ်ပွဲကနေပြီးတော့မှသူတို့ရဲ့စွမ်းဆောင်ရည်အနေထားဘယ်လောက်ထိရှိတယ်လဲအားသာချက်အားနည်းချက်နောက်ပြီးတော့ဘေးဖိုက်တာကအနိုင်ရရှိသွားနိုင်ခြေရှိတယ်လဲစတာတွေနဲ့ပတ်သက်ပြီးထဲသွင်းသုံးသပ်ပြောဆိုပြီးတော့ဖြစ်တယ်ဗျပထမဦးဆုံးအနေနဲ့စူပါရီချန်နဲ့မူကန်စီတိုတို့ရှင်ပြန်ထိုးတက်ခဲ့တဲ့ပွဲစဉ်ထဲကနေဂျပန်ဖိုက်တာမူကန်စီတိုရဲ့စွမ်းဆောင်ရည်ကိုအရင်ဦးဆုံးအနေနဲ့လေ့လာကြည့်ရှုတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ပြီးသွားပြီဆိုတာနဲ့ကျော်စော်ဝင်းရဲ့ပွဲစဉ်တပွဲကိုပါကြည့်ရှုတင်ဆက်ပြီးသွားပြီးလို့ရှိပါတယ်အဲ့တော့ကျော်စော်ဝင်းရဲ့ပွဲစဉ်ကိုတော့ဒီ2025ပေါ့နော်ဒါဖက်တန်ဂျီမာလီချင်းပြင်ဆင်ပြီးသွားတဲ့နောက်ပိုင်းသူ့ရဲ့ငကိုကျွန်တော်ရိုးရလက်ဝဲကဒီလာတဲ့အခန်းကနေပြီးတော့ပြန်ပြီးကျွန်တော်မူထိုင်းဖက်ကိုလေ့ကျင့်ပြင်ဆင်ထားတဲ့ဒီစွမ်းဆောင်ရည်ကိုကျွန်တော်ပိတ်သက်တွေနေနဲ့တာတူကြည့်ရှုသွားမှာဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်အခုလက်ရှိဒီပွဲစဉ်လေးကိုအရင်ဦးဆုံးတွန်းလိုက်အောင်ဗျမူကာစီတိုကတော့အပြာတော့ကဘောင်းဘီအဖြူအောင်နဲ့ဖိုက်တာပါအသက်ကတော့20နဲ့9နှစ်ရှိပါပြီအရက်ကတော့9ဘီနဲ့6လက်မအထိရှိနေဗျ1 championship မှာတော့9 point ထိုးတက်ထားပြီး4.9တပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါတယ်ကဲတစ်ဖက်ကကျွန်တော်အနီတောင်းကဘောင်းဘီအနီအမဲနဲ့ဖိုက်တာတော့ပိတ်သက်တွေအလုံးတိကျပြီးသားဖိုက်တာဖြစ်တဲ့စူပါရီချန်ဖြစ်ပါတယ်စူပါရီချန်ကတော့1မှာတော့ရလက်မကောင်းဘူးဆိုပြီးနဲ့ဒီရိုးရလက်ဝဲနဲ့ဒီတခြားတော့ကျွန်တော်စီဂိမ်းတွေမှာဆိုတော့ရလက်ကောင်းတွေပိုင်ဆိုင်နိုင်ခဲ့တာမျိုးတွေ့ရတယ်ဗျစူပါရီချန်တော့9ဘီ4ပါအသက်ကတော့20နဲ့တနစ်1မှာတော့4ပွဲထိုးတက်ထားပြီးတော့မှ3ပွဲရှုံး1ပွဲနိုင်တာပိုင်ဆိုင်ထားပါတယ်ကဲရမောင်ရတော့ဒီကစီတူကအတာချက်ရှိတယ်ကျော်စော်ဝင်းကလည်းကျွန်တော်ရဲ့အထင်ဆိုရင်တော့စူပါရီချန်အရက်လောက်ပဲရှိမယ်ဗျအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေထဲမှာပေါ့နော်ကျော်စော်ဝင်းနဲ့စူပါရီချန်ဘယ်သူကအရက်ပူရှိတယ်လဲဒါကျော်စော်ဝင်းရဲ့အရက်မောင်တိကျသိတဲ့လူရှိမယ်ဆိုရင်လေကျွန်တော်အောက်ကခုံးမှာပြောဆိုတော့ပြဖို့ဖိတ်ခေါ်ချင်ပါတယ်အန်တူဝင်ထားတယ်လက်ခုကောင်းနေဗျဘောက်စင်ကတော့စူပါရီချန်မဆိုးဘူးလို့ပြောလို့ရတယ်ပါဝါလေးရှိတဲ့ဖိုက်တာတူဗျတပတ်ကမူကာစီတူကတော့သူကနည်းနည်းလေးဒီနီးစနစ်ပိုင်းဒီခရိုဒီပုံစံမျိုးနဲ့ကစားနိုင်ကြများတယ်ခက်ဒူတိုက်ထားလည်းမဆိုးဗျအရက်မောင်းမှာအားတချက်ရှိတော့သူ့အတွက်ကဂုတ်ဆွဲကန်ပြီးတော့မှဒူတိုက်ရတာပူပြီးတော့မှကောင်းတယ်လို့ပြောလို့ရတယ်တပတ်ကပြိုင်ဖက်ကလည်းသူ့ထက်ဒါနှိမ့်နေတဲ့အနေထားမျိုးမှာသူကပူပြီးတော့မှအခွင့်အရေးရတယ်လို့ပြောမယ်ဗျဆိုဒူရီစတိုက်တုံးထားနေရိုက်ဟူဝင်ထားနေစပါရီချန်အပတ်ကပရောင်ရဲ့ချက်အခုဘူဂါစီတူကပြောမယ်ဆိုရင်ဒီစိုင်ထိုးပြိုင်ထိုးတဲ့အနေထားမှာသူကနည်းနည်းလေးသူ့အတွက်မာကွန်ကစိုးရိမ်ရတယ်ပေါ့နော်အပတ်ကတ်ဒီလုံးဝဖိအားပေးထားတယ်ဗျစပါရီချန်ရိုက်ဟူဝင်ထားနေဆိုင်ထိုးပြိုင်ထိုးမယ်ဆိုရင်တော့စူပါရီချန်ကိုဒါပြိုင်ထိုးဖို့တော့မလွယ်ဘူးဗျ1 2ချိုတူဝင်ထားတယ်လက်တီးကိုနည်းနည်းတတိထားပြီးတော့မှစူပါရီချန်ကိုဂုတ်ဆွဲကင်ပြီးတော့မှလာချုပ်လူတွေပြစ်ကျွေးလိုက်တယ်ပေါ့နော်အဲ့တော့ဒါကပညာပဲဗျပြောမယ်ဆိုရင်တကယ်လို့ကျွန်တော်မယူရဆန်ပြီးတော့မှဒါစူပါရီချန်ကိုဆိုင်ထိုးအနီးကပ်ပေါ့နော်ဒါသူတလက်ကိုတလက်ထိုးမယ်ဆိုရင်မူကာစီတူကမောက်ချသွားနိုင်ခြင်းများတယ်အဲ့တော့မြန်မာဖိုက်တာတွေ short ပြလို့မရဘူးဆိုတာဘူဂါစီတိုကအဲမွေနဲ့ဒီပြီးခဲ့တဲ့2025ပေါ့နော်ဇန်နဝါရီလ31ရက်နေ့ကနေသူ့အနေနဲ့တိထားခဲ့ပြီးပြီဒါမီးစမ်းခွင့်လဲဒါရရှိခဲ့ပြီးပေါ့နော်အဲ့ဒီပွဲနောက်ပိုင်းကလေးကသူ့အနေနဲ့စူပါရီချန်နဲ့ထိုးတက်ခွင့်ရတယ်
ဒီလိုအနေထားမျိုးမှာသူကသူ့ရဲ့ကစားပေါက်အရာကအရင်ကနဲ့မတူဘင်းနဲ့ပို့ပြီးဒါတတိရှိသွားတယ်အဲ့တော့ပထမချီနေထားအောင်ကျွန်တော်ခြုံပြီးကြည့်လိုက်ရင်မူကာစီတိုကပြိုင်ဖက်တွေကိုကျွန်တော်ဖွင့်ဒီကိုအထိုးမခံဘဲနဲ့လမ်းပြီးချုပ်လိုက်တာမျိုးတွေ့ရတယ်ပေါ့နော်ဒီချက်ကစားတယ်အဲ့တော့ကျွန်တော်အထင်ကတော့ဒီစူပါရီချန်ကပွဲစဉ်မျိုးပဲစူဆောဝင်းနဲ့ပွဲစဉ်မှာလဲဒီပုံစံမျိုးကစားလာနိုင်ချင်ရှိတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့စူပါရီချန်လက်တီကောင်းတယ်။နောက်ပြီးတော့မှကျွန်တော်တို့စူဆောဝင်းရဲ့လက်တီကောင်းတယ်ပေါ့နော်။အခုတော့မြန်မာဖိုက်တာတော်တော်များများတော့ဒီလက်တီပိုင်းကတော့ဒါပါဝါရှိကြတယ်လို့ဒါပြောလို့ရတယ်ဗျ။ဒီအတွက်ကြောင့်ဂျပန်ဖိုက်တာတွေကသူတို့အနေနဲ့ဒီလက်တီကိုပို့ပြီးတော့မှအထိမခံရအောင်ဒါကစားလာနိုင်ဖို့များတယ်ဗျချက်ထောက်ထားတယ်စပိုင်ချန်နေနဲ့ Oh my god လက်ခုမစင်တော့မကြီးတွက်ခံလိုက်ရအောင်ဗျဒီကောင်းနေဂိုးဆွဲကင်ပြီးတော့ right ကူညာတောင်ရဲ့ချက်စပိုင်ချန်နဲ့ကောင်တာကောင်းနေဗျပြောမယ်ဆိုရင်ဒီပွဲစဉ်ကစူပါရီချန်အတွက်လောက်ရကန်ရနည်းနည်းတော့ခက်ခဲတယ်။ဘာကြောင့်လဲဆိုပြန်ဖက်ကအနီးကပူးလာပြီးတော့မှဂုတ်ကိုကန်သွားတယ်ပေါ့နော်။လက်တီကောင်းကောင်းထိုးလို့မရတဲ့အနေထားမျိုးနဲ့ဒါကြုံတွေ့သွားခဲ့ရတယ်။အပကက်ဘော်ဒီတွေနိုင်ထားတယ်ဗျစူပါရီချန်ဂုတ်ကန်ထားတယ်။အဲ့တော့ဒီလိုလုံးထွေးတဲ့အနေထားမှာကျွန်တော်တက်လို့ရင်းကြီးကောင်းလာပါလေလို့ပြောရင်လည်းဘယ်လိုပဲနည်းနည်းတော့အနေနဲ့များကျသွားနိုင်ချင်ရှိတယ်ပေါ့နော်။လက်ခုရိုက်ခုတွေလုံးဝကိုပြစ်ကြွေးထားတယ်ဗျာကျုံ non stop PR ပေးပြီးတောင်ရိုက်ထားတယ်ဖိုက်တာနိုးစလုံးကပြောတာရှောင်းသိန်းအနေငယ်ကစားကြတဲ့ဖိုက်တာတွေဖြစ်နေဗျာအရင်ကြီးတော့လည်းမကစားဘူးပေါ့နော်နည်းနည်းဖွင့်တဲ့နေရာရှိရင်ဖွင့်နေဖိထိုးတဲ့နေရာတွေ့မယ်ဆိုရင်လည်းဖိထိုးကြတယ်အဲ့သဘောမျိုးဖြစ်တယ်ဗျကောင်းတယ် right hook စပိုင်ချန်တစ်ဖက်ပြန်လှုပ်ထားတယ်လောက clinch မှာကျွန်တော်ဒူးတော်တော်လေးတိုက်ခံထားရတယ်ဗျစပိုင်ချန်အဲ့ဒီ bite တွေတိုက်ခံရတာ fighter တူတယောက်တော့တက်လုံပိုင်းကတော်တော်လေးထိခိုက်နိုင်တယ်ဘောနော်ကြလေကြဆင်းသွားနိုင်တယ်နိကတ်တောင်ရဲ့ချက်ကောင်းတယ်ဗျဟိုကောင် right hand ကျုံဒီဘက်ဖိုက်တာမူကစီဒူရဲ့ right hand ပြန်ပြီးကျွေးထားတယ်အပြန်လန်ထိချက်ကိုစီရရှိထားတယ်ဗျလက်ခုအိုးကျုံကောင်းလိုက်တာချက်တွေရော right foot တွေရောကဲဒီဘက်ဖိုက်တာတာခဲ့တယ်ဗျနှစ်ချီစလုံးမှာတော့โอเคအဲ့တော့ကျွန်တော်တို့ final round ကိုကြည့်ရမယ်ပေါ့နော်တရားမောင်းလဲပွဲပြောမယ်ဆိုရင်စူပါရီချန်ကပွဲကချက်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့တော့ပြောလို့ရတယ်ဗျတရားမောင်းกว่าတယ်ပြီးပြီဆိုရင်တစ်ဖက်ကလည်းတက်ကနစ်ပိုင်းကလည်းတော်တော်လေးခုထက်မြန်မာဖိုက်တာတွေထက်ဆိုင်လည်းကောင်းနေတယ်ပေါ့နော်စူပါရီချန်တော့ပြောဝါမှာနည်းနည်းလေးသူ့အတွက်ပွဲမချောင်ပြပွဲချက်တွေနဲ့မတိုးတော့ဘူးเนาะတယောက်နဲ့တယောက်ပွဲရပုံချင်းလည်းမတူဘူးကဲဒီရန်ကိုကြီးကြီးတဲ့ချီကိုရောက်ရှိလာပြီပဲဗျနင်းကန်ချက်လေးကန်ထားတဲ့တက်လုံပိုင်းရတော့နင်းငယ်လေးကြဆင်းနေတာမျိုးတွေ့ရတယ်။အိုးဒူးတိုက်ချက်တွေရောဝိုက်ခုလက်ခုဒူးကောင်းတယ်ပြီးရင်ဒီချုပ်တောင်ရိုက်ချက်တွေရောကောင်းတယ်ချုပ်လက်တီးတွေပေါ့နော်။ဒီဂျပန်ဖိုက်တာဒီပွဲချင်းကပုံကစစ်ပွဲတွေမတူတောင်ရိုက်ချက် left elbow စားခံထားရတယ်ပေါ့နော်ဂျပန်ဖိုက်တာနည်းနည်းတော့အထိနာသွားတယ်ဗျဒီမြန်မာဖိုက်တာတွေရဲ့ဇာတ်တွေတွေ့ရတယ်ဗျလုံးဝ
အပြက်ကိုတီးတာပေါ့နော်ဒါပေမဲ့တက်လုံးလေးကျလာတယ်ပါဝါလေးကျနေတဲ့အတွက်ကြောင့်ဂျပန်ဖိုက်တာမူကာစီတူကလုံးဝလဲကျသွားတာမျိုးမတွေ့ရဘူးဒီလိုအနေထားမျိုးကပထမချိန်မှာဖြစ်မယ်ဆိုရင်ပြောလို့မရအောင်ကျသွားနိုင်ချင်ရှိတယ်ပေါ့နော်ဝန်တူရီစတိုင်ဝင်းဒီအနိကဂုတ်ကိုကန်ပြီးတော့မှဒူးရီပြစ်ကျွေးဖို့ဒါကျူးစားသွားတဲ့အနေထားမျိုးတွေတွေ့ရတယ်ဂုတ်ဖမ်းတော့ပြတရောင်ရိုက်ထားတယ်အနိကကျွန်တော်တို့ဂုတ်ကိုကန်ပြီးတော့တရောင်လေးရိုက်တာမျိုးတွေ့ရတယ်ဘူကာစီတူကအဲ့တော့ပထမချိန်ကလေးဒီပွဲချင်းကပုံတူနေနဲ့ပြင်ဆင်လာတာဖြစ်တယ်ဗျာဘူနာလည်းရိုက်ခုကောင်လာထိခံထားရတယ်ဗျစူပါရီချန်ဂုတ်ပြန်ပြီးဆွဲဖမ်းခံထားရတယ်တော့ပါဝါဘိုင်းကကျွန်တော်ပြောရမယ်ဆိုမြန်မာဖိုက်တာတွေကဂျပန်ဖိုက်တာထက်ကောင်းကြလာပြီများတယ်ဗျလက်ခုရိုက်ခုစက်တိုက်ပြစ်ကျွေးထားတယ်ဖောင်းသွားတယ်ဘယ်လိုဖြစ်သွားလဲမျက်နှာတော့ကုတ်မိတာနဲ့တူတယ်ဗျ။ဒါလည်းစောင့်ပါနော်။ချက်ဝင်ထားတယ်။ body လိုက်ထားတယ်1 2ဒီဝင်လို့ကျိုးစားတယ်တစ်ဖက်ကကောင်တာပြန်ပြီးရိုက်ထားတာကောင်းတယ်ဗျာ။အပခဝင်လို့ကျိုးစားတယ်။ဒီကစီတော့ပြောရဆိုရင်တစ်ဖက်ကစူပါရီချင်းရဲ့တပ်ပေါက်ကိုဖြက်စီပစ်တယ်ပေါ့နော်။1 2ဒူးရီစတိုက်တိုက်တာကောင်းလို့နေဗျာကြည့်ဦးကဲဒီနေရာမှာကျွန်တော်ဂျပန်ဖိုက်တာရဲ့ပွဲချင်းကပုံပဲချီကျူးရမှာဖြစ်တယ်ဗျဓာတ်တီကောင်းတဲ့ဖိုက်တာပေါ့နော်ခုထက်ကိုပါဝါရှိတဲ့ဖိုက်တာကိုဒါကိုကအချက်ရင်အများကြီးအထိမခံရအောင်သူကချုပ်ပြီးတော့မှကောက်ွယ်ကစားသွားတယ်လို့ပြောလို့ပေါ့နော်ဒီဖက်ပိုင်းကတော့ရင်းကြီးကောင်းတယ်လို့တော့ပြောလို့မရပါဘူးဒီပွဲအတွက်သူ့အနေနဲ့ပွဲချင်းကသွားတဲ့ပုံစံကတော့ဒါလုံးဝတင်ယူစရာဖြစ်တယ်လို့ပြောလို့ရတယ်โอเคအဲ့တော့ကျွန်တော်ရလက်နေထားရတော့၃ချီစလုံးမှာဘူကာစီတူတာနေတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်သူတစ်ဖက်သူ့ရဲ့ဒီချုပ်ဒူးနဲ့နောက်ပြီးတော့မှဒီဒူးချီကန်ချက်တွေကကျွန်တော်တုံးတာတော့တုံးတယ်တို့ပေမဲ့တော်တော်လေးနဲတယ်ပေါ့နော်ဒီပွဲအတွက်သူ့အနေနဲ့တိတ်ပြင်ဆင်ထားပုံမရဘူးအဓိကတော့အနိကကျွန်တော်တို့တရောင်ရိုက်မယ်ဒါဒူးတိုက်ချက်သုံးမယ်ပေါ့နော်ဒါဂုတ်ကိုဆွဲဖမ်းပြီးတော့မှအဲ့လိုမျိုးလေးနဲ့ဒီပွဲကိုသူ့အနေနဲ့တောင်းကစားသွားခဲ့တာကိုတွေ့ရတယ်ဗျနောက်ပြီးတော့မှဒီ1 2တွဲလုံးတွေကဖြောင်းလက်တီးတွေကတော်တော်လေးကောင်းတယ်ဗျအဲ့တော့ဘူကာစီတူကတော့ဒီရဲ့ရက်ပိုင်းပေါ့နော်တရက်နေ့လောက်ပဲရှိသေးပါတယ်သူ့အနေနဲ့ကတော့ကျိုးစော်ဝင်းနဲ့ပတ်သက်ပြီးဒါဘယ်သူကပို့ပြီးမှာတယ်လဲဆိုတော့ပေါ့နော်ပွဲတင်းရောက်တဲ့အချိန်ကျရင်ဘယ်သူကနောက်ဆုံးအချီတိမတ်တရက်တွားနိုင်မလဲဆိုတော့ဘယ်သူကအောင်ပွဲခံတွားမလဲဆိုတော့အဖြေထုတ်ထားကြမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တယ်နော်။ Okay လုံးဝဒါ respect ပြီးတော့မျိုးတွေ့ရတယ်။နောက်ပြီးတော့မှကျွန်တော်မှတ်မိသလောက်ဆိုရင်တော့ဒီမူကာစီတိုကဂျပန်ဖိုက်တာအဲမွေနဲ့ပွဲမှာပေါ့နော်။သူ့အနေနဲ့လုံးဝအသာစီးရနေတဲ့အနေထားနေအဲမွေရဲ့ဒီမထင်မှတ်ထားတဲ့ဒါသူတို့ဖိုက်တာနှစ်ဦးကြား double punch မှာပေါ့နော်။မူကာစီတိုကလုံးဝမထနိုင်ဖြစ်သွားခဲ့တယ်ဗျ။သူ့အမေနဲ့သူ့နှစ်ပွဲကိုမထနိုင်ပဲရှုံးနေသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါတော်တော်လေးကိုခံပြင်းသွားလိုက်ပေါ့နော်သူ့အမေပုံမှန်နိုင်ရတော့တော်တော်လေးခံပြင်းနေအကြောင်းရင်းကလည်းပွဲကသူနိုင်မဲ့အနေထားနဲ့ရှုံးနေသွားဒီလုံးဝပေါင်ဝပြင်းစားတစ်လုံးထိထိမိမိထိနဲ့ရှုံးနေသွားတယ်ပေါ့နော်အဲ့တော့အဲ့နောက်ပိုင်းမှာသူကသူ့ရဲ့အရှုံးကိုကြီးကြီးနက်နက်ကြီးကိုလက်ခံပြီးမှအင်းမွေတော့ဂုံပြုတ်ပြီးမှလက်ခုပ်တီဗီချီကျူးသွားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီစိတ်ဓာတ်ကတော့ကျွန်တော်တော်တော်လေးသဘောကျတယ်နော်ကျွန်တော်တော်တော်များများကျွန်တော်မြန်မာဖိုက်တာတွေမှာရှုံးပြီဆိုနည်းနည်းလေးမျက်နှာရှုံးမဲ့ပြီးတော့ပြန်ဖက်ကိုကျွန်တော်ဒီလေးစားမှုပြသတဲ့နေရာမှာဖြစ်ဖြစ်ကိုယ့်ရဲ့အရှုံးကိုကျွန်တော်လုံးဝဒီကြည်ကြည်နဲ့နဲ့ကြီးလက်ခံတဲ့အနေထားမျိုးမျက်နှာထားတွေမှာတွေ့ရအောင်ပေါ့နော်ဒါကတော့တစ်ခုကွာချမ်းလာဗျ။ Okay နောက်ထပ်တစ်ပွဲဒါကျော်စော်ဝင်းရဲ့ပွဲစဉ်ဖြစ်ပါတယ်။
လုံးဝဒီလက်အိတ်ကအထူနဲ့ထိုးတော့ဗောနော်ပြောဆိုဒီကစ်ပေါင်စင်ထိုးတဲ့လက်အိတ်ထက်တော့မထူရတဲ့ကျွန်တော်ကြည့်ရတဲ့အနေထားလောက်ကကဲတစ်ဖက်ကထိုင်းဖိုက်တာကျော်ဆောင်ဝင်းနဲ့အရင်ရှိတာမျိုးတွေ့ရတယ်ကျော်ဆောင်ဝင်းကတော့ကျွန်တော်ထင်နေမြသူ့ရဲ့ဒီလေ့ကျင့်ပြင်ဆင်မှုအရဆိုတော့ပါဝါဘိုင်းကတော့ယူရလောက်ဝေးမှာထိုးတဲ့ပါဝါထပ်ပို့ပြီးတော့မှထွက်နိုင်ချင်များတယ်ချီကန်နဲ့အားပါတယ် body kit တွေ body နိုင်ထားတယ်ဂျက်ပဲဂျက်လည်းလည်းကျွန်တော်တို့တွေ့ဒီကျော်စော်ဝင်းရဲ့ကစားပေါက်ကမွေးထိုင်းနေနေလေးဆန်လာတယ်ဗောနော်အရင်ကြီးကျွန်တော်တို့ပုံစံနေထိုင်းရတော့ဘယ်လိုပြောမလဲမွေးထိုင်းဖက်ကအရင်ကြီးဒီရောက်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီယူရလက်ဝိတ်ကကျွန်တော်ဒီတဲထိုးတဲ့ကိုဟန်အမူအရာနဲ့နောက်ပြီးတော့ထိုင်းကဒီတဲထိုးတဲ့ကိုဟန်အမူအရာနဲ့မျိုးပေါင်းဆက်ထားတဲ့ feeling မျိုးခံစားရတယ်ဗောနော်ဒီငိန်နေမြကစားပေါက်ရတမွေထိုင်းပထမဦးဆုံးအနေနဲ့ထိုးတက်တဲ့ပွဲစဉ်ဖြစ်တယ်ဆိုပေမဲ့လည်းသူ့အနေနဲ့အရင်ကြီးသူစိတ်ဖိစီးမှုဝင်နေတဲ့ပုံစံမျိုးတော့မတွေ့ရဘူးဒီ body sheet တိုးတာကတော်တော်လေးမြင်တယ်ပေါ့နော်ရှောင်းတင်းကောင်းတယ်ပြီးနေကန်ချက်ဝင်တော့အားပါတယ်ဘိုက်ခုဝင်ထားတယ်ကောင်းတယ်ဗျ1 2 look at နိုင်ထားတယ် body လှုပ်ရှားမှုတွေမြင်တယ်ကျွန်တော်မမြင်တော့ကျော်စော်ဝင်းရဲ့ပွဲစဉ်ကျွန်တော်တပွဲတော့ကြည့်ဘူးတယ်ပေါ့နော်ကျွန်တော် channel မှာလဲဒါသူ့ရဲ့ပွဲစဉ်ကိုပထမအဦးဆုံးကြည့်ရှုတဲ့အနေနဲ့ဒါတင်ခဲ့ဘူးတယ်ဒါနိုင်ငံခြားဖိုက်တာတူပေါ့နော်အဲ့ဒီပွဲစဉ်မှာကျော်စော်ဝင်းရဲ့ကစားပေါက်ကနည်းနည်းလေးပြောဆိုဇွန်ဘီမျိုးကစားတယ်ခြေထောက်ဒီ movement ဖူအနေထားမျိုးကတော်တော်လေးနည်းတယ်ပေါ့နော်လက်တီးကိုပဲဒီကဒါရှင်ပြီးတော့မှထိုးပြီးတော့မှကစားတာပေါ့နော်အခုဒီပွဲစဉ်ကိုကျွန်တော်ကြည့်လိုက်ပါတိုးတက်မှုတွေပြောင်းလဲမှုတွေတွေ့ရတယ်ပေါ့နော်1 2ဒီရင်းချက်တွေကကျွန်တော်တို့အားပါတယ်လို့ခံစားရတယ်တို့ပေမဲ့ဒီထီအောင်မှုကတော့အားနည်းမယ်ဘာကြောင့်လက်ရအထူဖြစ်နေလို့ပေါ့နော်ကစားပေါက်တွေဒီခြေကန်ချက်တွေပြီးလက်ခုဝင်တဲ့ပုံစံ right ခုဝင်တဲ့ပုံစံတွေကဒါဒီ white တဲ့ distance ကတော်တော်လေးကျယ်တယ်မွေးထိုင်းလက်အိတ်ဆိုတော့ဒါအမောက်ကျသွားနိုင်ချင်များတယ်ပေါ့နော်အဲ့တော့ကျော်စော်ဝင်းကစားပုံအနေထားအရဆိုတော့မူကာစီတိုကျွန်တော်တို့ဘုံကတလက်ဆက်ရှိတူတော့အခုဒီပွဲစဉ်ကလည်းဖိပြီးမှထိုးနိုင်ချင်များတယ်အဲ့တော့ပွဲကတော့ပို့ပြီးတော့မှပြိုင်ဆိုင်မှုပြင်းပြီးတော့မှစိတ်ဝင်စားဖို့ကောင်းမှာတော့တေချာတယ်ဗျ။ဘာကြောင့်လဲဆိုတော့မူကာစီတိုကလည်းပြောမယ်ဆိုရင်အဲ့လိုမျိုးကစားရတဲ့အနေအထားမျိုးလေးသူ့မှာလည်းအရင်တော့အဲ့လိုမျိုးကစားတဲ့အမှုဟန်တွေရှိတယ်ပေါ့နော်။လုံးဝပြန်ဖက်ကိုတလက်ဆက်အခုကျော်စော်ဝင်းလိုမျိုးကျွန်တော်ဖိထိုးတာမျိုးသဘောကျတယ်။အဲမျိုးဒါလေးထိုးနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်ပိုင်းမှာသူကအနည်းငယ်လေးပြောင်းလဲသွားတာပေါ့နော်။တတိကြီးသွားတယ်။ကျော်စော်ဝင်းရဲ့ပွဲစဉ်မှာသူပို့ပြီးတော့တတိကြီးလာလိမ့်မယ်ဗျ။တို့ပေမဲ့လည်းဒါပင်ကိုကစားဟန်အနေထားရပြန်ဖက်နှစ်ဦးက aggressive ဆန်လာနိုင်ချင်ရှိတယ်ဗျအဲ့တော့ဒီ PR တန်ကိုဘယ်သူကခံနိုင်မလဲပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မြင်ရမူကာစီတိုကတော့သူက PR တန်ကိုကျွန်တော်တို့တစ်ဖက်ကကျော်စော်ဝင်းရဲ့ဖိလာမဲ့ပုံစံကိုသူဒီ super e channel ကပွဲစဉ်လိုမျိုးပေါ့နော်ဂုတ်ဆွဲကင်ပြီးတော့မှဖြတ်နိုင်ချင်များတယ်ပေါ့နော် Oh my god ကြည့်အောင်ရက်ဆက်တယ် right hookလုံးဝကြီးကိုအရှိန်နဲ့ဝင်လိုက်တာဗျာဒီထိုးချက်တွေကတော်တော်လေးကောင်းတယ်ဒါတော့လက်အိတ်ထူဗျာဟိုးချီအောင်ဖရန်ကီဝင်ထားတယ်1 2ကိုတဲ့အရင်မြင့်တဲ့ဖိုက်တာကိုလက်သီးတွေအပေါ်မြောက်ပင့်ထောက်ပြီးတော့မှ right hook ဝင်ထားတယ်ဗျာဂျက်ဝင်ထားတယ် right hook ဝင်ထားတယ်ကျုံထပ်ပြီးဂျက်1 2 body shot pressure ပေးထားပြီးလက်ခုဘယ်လက်သီးတွေညာ Oh my god ပြောနေတဲ့တိုင်းမှာကျွန်တော်ပလက်လန်တခါလေးကိုလန်ကျသွားနေဗျာကောင်းတယ်ကျူကစားပေါင်းပါဝါတော့တော်တော်လေးကိုဒီပွဲစဉ်ချစ်ချင်အားဖြင့်ပါဝါတော့တော်တော်လေးတ
တက်လာတယ်လို့ခံစားရတယ်ဗျကြိုင်ဖက်ရပဲမာကုန်နေလို့လားလို့ကျွန်တော်မေးခွန်းအောင်ထုတ်เสียဖြစ်လာတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီလာမဲ့ပွဲစဉ်မူကစီတူနဲ့ပွဲစဉ်တော့ဘလို့ရလက်ထွက်လာမလဲဆိုတာကတော့ဒါစောင့်ကြည့်ခြင်းစရာကောင်းတယ်အနိုင်ရှုံးနဲ့ပတ်သက်ပြီးပြောမှဆိုတော့အခုကျွန်တော်ရဲ့အမြင်အနေထားအရဆိုရင်တော့ပါဝါပိုင်းရတော့ကျော်စော်ဝင်းကဂျပန်ဖိုင်နယ်မူကစီတူအလဲထိုးနဲ့နာနိုင်ချေရှိတယ်တက်ကနစ်အပိုင်းအရတော့ကျွန်တော်အနေနဲ့90လို့ပဲပြောချင်တယ်ပေါ့မူကစီတူကတော့မှနည်းနည်းလေးအနေငယ်မသိတာတာတဲ့အနေထားမျိုးရှိတယ်ပေါ့ဒူးလို့ဒီတောင်ရိုက်ချက်လို့ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒါပွဲနာနီးတဲ့ချိန်မှာလဲဒီပွဲကျူတုံးတဲ့ချက်ကိုအသေးစိတ်ကျွန်တော်ဘယ်သူကအမှန်တကယ်အနိုင်ရရှိတောင်းနိုင်ရှိတယ်ဘလို့အခြေအနေမျိုးမှာဘယ်သူကပူပြီးခွင့်ရရှိတယ်လဲပေါ့နော်အခုလက်ရှိအနေထားရတော့ကျွန်တော်ပွဲစဉ်နှစ်ပွဲကိုဒါကြည့်ရှုတင်ဆက်ပြီးသွားခဲ့တယ်အဲ့တော့ဒီလက်ရှိအနေထားလောက်ဆိုတော့ပေါ်ပိုင်းရနိုင်ဖို့အတွက်ကကျော်စော်ဝင်းမှာခွင့်ရရှိတယ်ဒီတက်ကနစ်နဲ့အမှတ်နဲ့ရယူနိုင်ဖို့ဒီပွဲချင်းကပ်ပုံ fight IQ ဒီအပိုင်းမှာတော့မူကစီကတာတယ်ပေါ့နော်အဲ့တော့ဒီလောက်လေးနဲ့ပဲကျွန်တော်ဒီဗီဒီယိုလေးကိုဒါအဆုံးတက်ထားလိုက်မယ်ပေါ့နော်အဲ့တော့နောက်အပိုင်းလေးမှာကျွန်တော်အသေးစိတ်သုံးသက်ချက်တွေပြန်ပြီးဒါတင်ဆက်ပြီးကြွားပြီးရှိပါတယ်ဆောင်းလို့ကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတိုင်းအောင်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ